Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အပြုံးကအင်လိုကြက်ကြော်လေးလိုက်ပေါ်မှာခေစားနေလို့လိုက်လို့စားဖြစ်တယ်ပေါ့နော်တခါမှတော့မစားဘူးပေါ့နော်ခုမှပထမဆုံးစားမှဆိုတော့ရတာဘယ်လိုနေလဲတော့မသိဘူးအပြုံးနဲ့တူတူလိုက်စားကြပါအောင်ရှင်ဒါလေးကတော့ကြက်သားလေးကိုကြော်ပြီးတော့ငရုတ်သီးအနှစ်နဲ့ပေါ့နော်သူတို့လုပ်လိုက်လို့တာစားကြည့်ပါအောင်မယ်ရှင်အပြုံးနဲ့တူတူလိုက်စားကြပါအောင်ရှင်ကဲရုပ်သီးနှစ်လေးကတော့သူတို့လုပ်လိုက်လို့တာတော့လုံးဝမှုရယ်စားကြပါအောင်ရှင်ရုပ်သီးနှစ်လေးတော်တော်စားကောင်းတယ်လိုက်တဲ့ကြက်သားကြော်လေးနဲ့တော်တော်ကောင်းတယ်လိုက်လို့စားကြည့်အရင်လွယ်တယ်ဒါလေးကကြက်သားကိုအရသာလေးနှပ်ပြီးကြော်ပြီးရင်ရုပ်သီးလေးနဲ့ကြက်သွန်လေးကိုကြော်ပြီးထားအောင်အရသာမောင်လေးထည့်ပြီးလို့ရှိရင်တံမြာရည်လေးဆန်းလိုက်ရဟုတ်ကောင်းတယ်ရုပ်သီးနှစ်လေးတကယ်ကောင်းတယ်ရှယ်ပဲအစားတော့ဒီအင်ဒိုနီးရှားကြက်ကြော်ထိုင်းစားမယ်လို့ထိုင်းမှာဝယ်စားကြည့်ဖို့လိုက်ရှာကြည့်သေးတယ်ဒါပေမဲ့ထိုင်းမှာလည်းရောင်းတော့ရောင်းနေပေါ့နော်ဒါပေမဲ့အင်ဒိုနီးရှားစားတယ်လုံးဝကိုမိုက်နေရတာကြက်ကြော်ရဲ့အရသာကျွတ်ချူလေးနဲ့ငရုတ်သီးရဲ့အဆက်နဲ့တံမြာသီးအချင်းလေးနဲ့လုံးဝ perfect ပဲ